ဒါနဲ့မစားပါလားကျုပ်လေးနဲ့လုပ်ပေးမယ်လေဖွင့်တာတနားကြီးလောက်ဖွင့်ပြီးတော့9နာရီလောက်ဆိုရင်ပိတ်9နာရီအာနာကုန်မယ်အဲ့ဒီနောက်ပိုင်းကျတော့ညစာနဲ့ဆက်တော့တုံးကြမစားကြတော့လေဒီထူးခြားချက်ကဝက်စီဘတ်ဆိုတော့ခါကျစီ30ရမလို့ तू ကဝက်စီဘတ်ဆိုတော့ခါကျစီကငကိုတဲ့ပါပြီးသားဝက်စီဘတ်နဲ့မစားတဲ့လူကြတော့ဒီလိုကျဲဥလေးနဲ့ဒီလိုနန်းနန်းနဲ့အဲ့လိုမျိုးပေါ့နော်တက်တက်လို့အဲ့လိုမျိုးအဲ့ကြလို့ရှိရင်တော့စီလေးနည်းနည်းပဲစီလေးမှုရအောင်ပဲစီလေးနည်းနည်းပေါက်ပေးရတယ်ဟိုပေါ့2မျိုး3မျိုးလောက်တော့ရတာပေါ့ကျဲဥချင်းငယ်ဆက်တို့ကျဲဥရိုးရိုးတို့ကျဲဥမပါဘဲနဲ့ဒီတိုင်းထဲတာတို့ပါလို့ရကျဲဥထည့်ခြင်းလေ1000ပဲကျဲဥမထည့်လေ1000အများတော့အပြင်စားကြတာချင်းငယ်ဆက်ကပိုစားနေရတယ်သူကမစားတဲ့ဟာကြဒီပဲနဲ့နန်းနန်းနဲ့ပဲစားတာအဲ့လိုဟိုကလည်းရောနေထားဆိုမရဘူးလေတက်တက်အဲ့လိုအရင်တော့ဦးလေးရောင်းတာပေါ့အမဖုန်းနံပါတ်5ရောက်9လလောက်ပဲရှိပြီအဖွားလေးလက်ထက်ကလေးပေါ့အဖွားလေးဆိုလို့ရှိရင်နှစ်ပေါင်း50ကျော်သွားပြီမေတို့လက်ထက်ကလေးဒီနားမှာပဲဖွင့်လုံကြီးကတော့မေရတင်ပေးတာပေါ့အရင်တော့အမေလောက်တာကိုလမ်းလိပ်စာကဟောပေါ့62 63ကြား19လမ်းယူရီတရားကြီးနဲ့မျက်နှာချင်းဆိုင်တကယ်လို့ပေါ့နော်မစောင့်ကြည့်မှုဆိုရင်လည်းပေါ့ဖုန်းဆက်ပြီးတော့မှာလို့ရပါတယ်ပေါ့နော်အဲဖုန်းနံပါတ်ကဆိုလို့ရှိရင်40 363လုံး306ကိုဖုန်းဆက်ပြီးတော့မှာလို့ရပါတယ်ရှင်ဒီဆိုင်မှာလာဝယ်စားကြတဲ့သူတွေကိုအများကြီးကျေးဇူးတင်ပါတယ်ပေါ့နောက်လည်းအားပေးကြပါဦးပေါ့နော်ဒါခုတည်းပို့ပြီးတော့လည်းအားပေးကြပါဦးလို့ပြောချင်ပါတယ်